ဘာလို့ရင်ချမ်းသာမလဲတော့ကလူတွေကတော့မေးကြတယ်ဘာလို့ရင်ချမ်းသာမလဲဒီမင်းအယောင်းဝယ်လုပ်ပေါ့ဥယျာဉ်ဆိုင်ပေါ့ကွာမပြောဘူးလားတချို့ကပြောသေးတယ်နှလုံးထိထိုးဖို့တော့ပြောသေးတယ်ချဲထိုးဖို့တွေရောဗျာခုခေတ်အဖြေတွေကဒီလိုမလာဘူးလားလာတယ်ဘာလို့ရင်ချမ်းသာမလဲဆိုတဲ့မိခွန်းရဲ့အဖြေဘာလို့ရင်ချမ်းသာမလဲဘဝအရေးလောကလူသားတွေရဲ့အဖြေကအပေါ်ယံလေးကြည့်ပြီးတော့ဖြေတာဘာလို့ရင်ချမ်းသာမလို့မင်းလက်ဖက်ဆိုင်ဖွင့်ကွာဘာရောင်းဝယ်လုပ်ကွာချဲထိုးကွာဒီလိုပဲပြောကြမှာပဲဟုတ်တယ်မလားရသော်ဘုရားကတော့ဘယ်လိုဖြေတော့အာလဝကရဲ့နေဓမ္မောသူစိန်သောဒုက္ခမာဝတိဓမ္မကိုကျင့်သုံးလို့ရှိရင်မင်းချမ်းသာမယ်ဟောကြည့်ရသော်ဘုရားရဲ့အဖြေနဲ့လောကလူတွေရဲ့အတွေးနဲ့ကိုက်ကမကိုက်ဘူးဓမ္မကိုကျင့်သုံးတယ်ဆိုတာဓမ္မဆိုတာဘာပြောတာတော့မေးအလုံးသိပြီးသားဖြစ်လို့အကျယ်မပြောကုသလကမ္မပဋ္ဌတရား10ပါးသိတယ်နော်ကုသလကမ္မပဋ္ဌတရား10ပါးဆိုတာကာယသူစရိုက်3ပါးဝစီသူစရိုက်4ပါးမနောသူစရိုက်3ပါးမနောသူစရိုက်ကနေစပြီးတော့ပြောရအောင်ဓမ္မဆိုတာဟာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိရဘူးနံပါတ်1ဟုတ်ကဲ့အနာဘိဇာလို့ခေါ်တယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်လို့ရှေ့ကလို့ပြောတယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်ဆိုတာသူများပစ္စည်းကြည့်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့လောဘအဲ့ဒါကိုအဘိဇာအဲ့ဒီအဘိဇာကရှောင်ရမယ်တဲ့ဒါနံပါတ်1တစ်ခုစိတ်ထဲမှာမဖြစ်အောင်ထိန်းရပြီးတော့တစုံတယောက်သောပုဂ္ဂိုလ်ပျက်စီးသွားအောင်ဆုံးရှုံးသွားအောင်ဒီကောင်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမတွေးပါနဲ့ဒီကောင်ကြီးပွားပါစေဒီလူဆင်းရဲဒုက္ခတွေကလွတ်ပါစေဆိုတဲ့အတွေးမျိုးပဲတွေးပါလောကလူတွေကစိတ်နေသဘောထားခြင်းကိုမတူဘူးမို့လားသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့စိတ်နေသဘောထားရှိတဲ့လူတွေအများကြီးရှိတယ်လူတယောက်ဒုက္ခရောက်သွားစေခြင်းတဲ့အတွေးတွေအများကြီးရှိကြတယ်ဟုတ်ကဲ့အဲ့ဒီလောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေမနောကံလို့ခေါ်တယ်မနောဒုစရိုက်လို့ခေါ်တယ်နောက်တစ်ခုကကံကံဤအကျိုးကိုလက်မခံပြီးတော့ညှင်းပယ်ထားတဲ့မှားယွင်းတဲ့အမြင်မိစ္ဆာဒိဋ္ဌိအဲ့ဒါကမနောဒုစရိုက်အဲ့ဒီမနောဒုစရိုက်တွေကရှောင်ကျဉ်ပြီးတော့မှန်ကန်တဲ့အမြင်ကံကံဤအကျိုးလက်ခံယုံကြည်တဲ့မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိရှိရမယ်။ဩသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တယ်ဆိုတဲ့လောဘနဲ့တွေးလူတယောက်ဒုက္ခရောက်စေခြင်းတဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးမျိုးတွေကင်းရှင်းပြီးတော့ကံကံဤအကျိုးလက်ခံယုံကြည်တဲ့လက်ခံသိမြင်တဲ့တမ္မာဒိဋ္ဌိဟောအဲ့ဒါဟာဓမ္မပဲအဲ့ဒီဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာမယ်ဟောဒါတစ်ခုနော်တခါဝစီသူစရိုက်4ပါးလိမ်မပြောဘူးမှန်တာပဲပြောမယ်ဟုတ်လားနှုတ်ရစီကံချက်တွေလိမ်မပြောဘူးမှန်တာပဲပြောမယ်ခုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်ပဲလုပ်မယ်ရိုင်းပြတဲ့စကားကိုမပြောဘူးချိုတာတဲ့စကားကိုပြောမယ်ယဉ်ကျေးကျေးပြောမယ်အကျိုးမရှိတဲ့တန်ဖိုးမရှိတဲ့စကားတွေကိုမပြောဘူးအကျိုးရှိပြီးတန်ဖိုးရှိတဲ့စကားမျိုးသာပြောမယ်အဲ့ဒါကမနောဒုစရိုက်မနောတုစရိုက်4ပါးလို့ခေါ်တယ်အဲ့ဒါဓမ္မမနောဒုစရိုက်ကအဓမ္မဓမ္မနဲ့အဓမ္မကို꿰ဖို့လိုတယ်ဟုတ်ကဲ့လားမနောတုစရိုက်4ပါးသည်ကာဝစီတုစရိုက်4ပါးသည်ဓမ္မဝစီတုစရိုက်4ပါးသည်အဓမ္မဓမ္မကိုကျင့်သုံးပါလို့ဒီလိုပြောလောကလူတွေကကြည့်ပြီးကိုယ်နှုတ်ကလေးကိုမထိန်နိုင်ဘူးမထိန်နိုင်တော့အမှန်ပြောရမယ်ဆိုတာဘာပြောတော့လိန်ပြောတယ်ဟုတ်ကဲ့လားတယောက်နဲ့တယောက်ညီညွတ်အောင်စိတ်ဆက်ပြီးတော့ပေးရမယ်အစားဘာဖြစ်တယ်မတက်အောင်လုပ်တယ်ချိုးချိုးသားသားပြောရမယ်အစားရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဟောရင်းကြီးကြီးမပြောဘူးရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်အကျိုးမဲ့တဲ့အဖြစ်အတင်းအဖြစ်နေပြောတယ်ဆိုတော့လူတွေရဲ့နှုတ်နဲ့
မကောင်းမှုအကုသိုလ်တွေအတ္တမတွေကိုလေ့ကျင့်ပြီးတော့နေကြတယ်အဲ့ဒီလိုနှုတ်နဲ့အတ္တမတွေကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေးလိမ့်မယ်ဒါကြောင့်မို့ဓမ္မကိုကျင့်သုံးပါလို့ဒီလိုဟောတယ်နော်နောက်ကာယဒုစရိုက်နဲ့ကာယဒုစရိုက်သုံးပါသူများတဲ့တတ်တာသူများဥစ္စာခိုးတာသူများဥစ္စာကိုမတရားနည်းနဲ့ရယူတာကာမဂုဏ်အာယုန်ကိစ္စတွေမှာကာမကိစ္စတွေမှာဓမ္မနဲ့ဆန့်ကျင်ပြီးတော့မှားမှားယွင်းယွင်းကျင့်သုံးတာလို့အဲ့ဒါကအဓမ္မသူများတက်ကတတ်ခြင်းမှရှောင်ကျင်တယ်သူများဥစ္စာရယူခြင်းမှရှောင်ကျင်တယ်ကာမကိစ္စတွေမှာမှားမှားယွင်းယွင်းပြုလုပ်ခြင်းမှရှောင်ကျင်တယ်ဒါကဓမ္မဟောပေါင်းလိုက်တဲ့အခါကျတော့အဓမ္မကအကုသလကာမပဋ္ဌာတရား10ပါးတဲ့ဓမ္မကကုသလကာမပဋ္ဌာတရား10ပါးလောကမှာဒါပဲကျင့်စရာရှိတယ်ကိုလျှောက်နေတာဟာဓမ္မလမ်းကြောင်းပေါ်လျှောက်သလားအဓမ္မလမ်းကြောင်းပေါ်လျှောက်သလားကိုယ့်ကိုသိလားမသိဘူးသိတယ်ဟုတ်ကလားကိုလျှောက်နေတဲ့လမ်းကြောင်းကိုကြည့်လိုက်လို့ရှိရင်ကြည့်လေမြတ်စွာဘုရားကအာလောကကြီးကမေးတယ်ဘာကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်လဲဆိုတော့မြတ်စွာဘုရားဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဆိုတော့ဘာပြောတော့သူများအသက်တတ်ခြင်းမှရှောင်ရမယ်သူများဥစ္စာခိုးခြင်းမှရှောင်ရမယ်သူတော်ဘာသာမယာကျူးလွန်စော်ကားခြင်းမှရှောင်ရမယ်ဟောကိုတိလက်ရောက်ရှောင်ရတယ်နှုတ်နဲ့ပတ်သက်ပြီးလိန်ပြောတာရှောင်ရမယ်မှန်တာကိုပဲပြောရမယ်ဂုံးတိုက်တာရှောင်ရမယ်တယောက်နဲ့တယောက်ညီညွတ်အောင်သာဟောပြောပြရမယ်ချမ်းသာတဲ့စကားပြောတာရှောင်ရမယ်ယဉ်ကျေးသိမ်မွေ့စွာပြောရမယ်အကျိုးမဲ့တဲ့စကားပြောတာတွေရှောင်ရမယ်အကျိုးရှိတာကိုသာပြောရမယ်ဟောဝစီသူစရိုက်သူများပစ္စည်းကိုရလိုမှုလောဘနဲ့မတွေးနဲ့သူများပစ္စည်းစေလိုမှုဒေါသနဲ့မတွေးနဲ့ကံကံရဲ့အကျိုးကိုလက်ခံသိမြင်ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်လက်ခံသိမြင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒါဓမ္မ practice ပဲဟုတ်ကဲ့လားဒါကိုပြောရဓမ္မောသူစိတ်သောဒုက္ခမဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခရပါတယ်သို့သောလောကလူတွေကထင်နေတာအဓမ္မကိုကျင့်သုံးရင်လောကချမ်းသာတယ်လို့ထင်နေကြတာအထင်အမြင်ကအဲ့ဒါလို့ဖြစ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့ तू လဲကောင်းတယ်ထင်လို့လှုပ်တာပဲလေဟိုနာဖြင့်လိန်သွားပြန်ပြီဒီနာလိန်သွားပြန်ပြီဟိုဒုက္ခရောက်ဖို့တွေကြီးပဲဒါတွေကအကုန်လုံးဟုတ်ကဲ့လားဟိုနာဖြင့်တတ်သွားပြန်ပြီဒီနာဖြင့်တတ်သွားပြန်ပြီဒါဒုက္ခရောက်မဲ့ကိစ္စတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့ချမ်းသာဖို့အတွက်ကဓမ္မကိုကျင့်သုံးဓမ္မကိုကျင့်သုံးလို့ရှိရင်ကိုယ်လည်းချမ်းသာတယ်ပတ်ဝန်းကျင်ရောချမ်းသာတယ်နှစ်ဦးနှစ်ဝချမ်းသာတာဒါကြောင့်မို့မြတ်စွာဘုရားကဒီအဖြေကိုဖြုံလိုက်တာဘာလို့ရင်ချမ်းသာမလဲဆိုတဲ့ဘဝအရေးမှာတရားချစ်ခင်သူတော်စင်ပြိဿတို့ကုသလကာမပဋ္ဌာတရားလို့ဆိုတဲ့ဒီဓမ္မကိုကျင့်သုံးရင်ချမ်းသာတယ်လို့ဒီလိုမှတ်ရကဲဒီတဲ့အဆင့်မျက်နှာကြည့်လိုက်မယ်ဆိုရင်ဒါနသည်ဓမ္မသီလသည်ဓမ္မဘာဝနာသည်ဓမ္မဒါနကောင်းမှုပြုရင်ဒါနကုသိုလ်သီလဆောက်တည်လို့ရှိရင်သီလကုသိုလ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်အဲ့ဒီကုသလဓမ္မတွေကျင့်သုံးရင်ရောမချမ်းသာဘူးလားဆိုချမ်းသာတယ်ချမ်းသာခြင်းရဲ့အကြောင်းပဲဒါကိုဖြေတာကိုဘဝအရေးမှာကိုရှောက်နေတာဒီလမ်းဟုတ်ကလားကိုယ့်ဘက်ကိုဆန်းစစ်ရမယ်နော်